မြန်မာနိုင်ငံမှာဗလီဒါတဲ့ချောင်းတွေကိုတုံးပြီးတော့ကိုယ်စပင်ကိုဖိတ်ညက်ပြသွားတဲ့လူငယ်တယောက်ရှိနေကြပါပြီ။မယုံမှုဆိုရင်တော့ဒီဗီဒီယိုလေးကိုအစားဆုံးထိကြည့်ပေးတော့ဖို့ကျွန်တော်မြတ်တိုင်ရက်ခဲ့ပါတယ်။ပထမဦးဆုံးအနေနဲ့စပင်ကိုရေဆိုအောင်ဖြန်းလိုက်ပါမယ်။ပြီးရင်တော့ပထမဦးဆုံး guideline လေးပေးပါမယ်။အဲ့ဒီ guideline လေးကိုပြန်ပြီးတော့ကျွန်တော်ဖြည့်ပါတယ်။ဖြည့်တဲ့အခါမှာတော့တော်တော်လေးသတိထားပါတယ်။မလိတ်ဓာတ်ဖြစ်တဲ့အတွက်အသားတွေကိုထိလွယ်ရှာလွယ်ဖြစ်တတ်ပါတယ်။ပြီးတော့အခက်မသိရင်ကျွန်တော်လောက်ထားတဲ့သုံးနေလည်းပြတ်သွားနိုင်ပါတယ်။မလိတ်ဓာတ်ကိုသုံးပြီးတော့စပင်နဲ့ပြတာကျွန်တော်ဒါဆိုရင်ဒုတိယအကြိမ်ဖြစ်သွားပါပြီ။ကျွန်တော်ဘလောက်ထိတော့ကြောင်းဘလောက်ထိတက်ကြောင်းကိုကျွန်တော်ပြရအောင်မို့ဗျာဒီစပင်ပညာမှာကျွန်တော်ဘလောက်ထိယူတွေ့ကြောင်းကျွန်တော်ပြရနေတာဗျာနောက်ထပ်လည်းကျွန်တော်လက်သက်ညက်တစ်ချောင်းတွေကိုသုံးပြီးတော့ဖိတ်ညက်ပြသွားဖို့စိတ်ကူးထားလေးရှိပါတယ်ဒါပေမဲ့ကျွန်တော်မူလက်ကေထားမှာဖြစ်တဲ့အတွက်ဘေးတွေရောနောက်တွေရောရှေ့တွေရောအကုန်လုံးကိုရှေ့ထားတော့မှာပါအဲ့အတွက်နည်းနည်းတော့ကြောင်းမယ်ပေါ့နော်တက်တော့ကနေစပင်ညက်ပညာတွေကိုဟောပြီးနေတဲ့စပင်ညက်ဆရာတို့တယောက်ချင်းစီတိုင်းကကျွန်တော်ရဲ့ညက်ဆရာကြားဆရာတွေဆိုရင်လည်းမမှားပါဘူးအဲ့အတွက်live မိုးကနေပြီးတော့မှစပင်ညက်ပညာတွေကိုမျှဝေပေးနေတဲ့စပင်ညက်ဆရာတူတယောက်ချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးအထူးတင်ရှိပါတယ်စပင်ညက်ဝါနာရှင်တွေအကုန်လုံးကိုလည်းကျွန်တော်ဂါရဝပြုလေးပါလေးစားလေးပါဗျာပလိဒါကတော့ကျွန်တော်နှစ်ချောင်းသုံးပြီးမှညှက်လိုက်ရပါတယ်ဘာလို့လဲဆိုတော့တစ်ချောင်းကတနာကြီးကျော်လောက်မှာပဲရှည်နဲ့ထိတွေ့ရလေနဲ့ထိတွေ့ရအတွက်သုံးတော့ပါတယ်ပြအားမကောင်းတဲ့အတွက်ကျွန်တော်နောက်တစ်ချောင်းသုံးပြီးမှပြန်ပြီးမှညှိရပါတယ်ညှိရအခါမှာဒီချာလေးကိုဗီဒီဇိုင်းနဲ့ညှိရပါတယ်ပြီးတော့ဆိုတော့ကျွန်တော်ရေဖြန်းပါတယ်ရေဖြန်းပြီးရမှာပလိဒါနဲ့ကျွန်တော်ချောင်းဖော်ပါတယ်ချောင်းဖော်လိုက်တဲ့အချိန်မှာပဲကျွန်တော်ဖော်လိုက်တဲ့ line ကကောက်သွားပါတယ်ကောက်သွားတဲ့ line ကိုတခြားလေးပြင်ပါတယ်ပြင်လိုက်တဲ့အချိန်မှာလည်းတော်တော်လေးကြည်ကောင်းသွားပါတယ်ကြည်လို့အဆင်ပြေသွားပါတယ်ညာဘက်ကပလိထားကိုသုံးပြီးတော့ဖိတ်ညက်ထားတဲ့ရလို့ပါဘက်ကတော့စက်နဲ့ညှက်ထားတဲ့ရလပါနှစ်ခုစလုံးကအတူတူလောက်ပါပဲကြည့်လို့အဆင်ပြေပါတယ်ဒါကတော့ကျွန်တော်အမြင်ပြောတော့ပါမှားပါတော့ရင်လည်းခွင့်လွှတ်ပေးပါလို့ကျွန်တော်မြင်တာရက်ခံပါတယ်အားလုံးကိုကျေးဇူးအထူးတင်ရှိပါခင်ဗျာ